ကျော်မှာလူတိုင်းသတိထားဖို့အတွက်သတင်းအသစ်တစ်ခုရှိတယ်။ပျော်စီးသင်္ဘောပေါ်မှာဖြစ်ပွားနေတဲ့ virus ကလူတဦးကနေတဦးကိုကူးစက်နိုင်တဲ့ Andes မျိုးစိတ်ဖြစ်ကြောင်းကိုအတည်ပြုလိုက်ပါပြီ။သင်္ဘောပေါ်ကနေစောစောဆင်းသွားတဲ့ခီးတဲ့တကူကဆွစ်ဇာလန်နိုင်ငံမှာအခုပဲပိုးတွေ့ရှိခဲ့တယ်လို့သိရတယ်။အဲဒါကြောင့်ဒီသင်္ဘောပေါ်ကနေ virus ကတမိုင်းတစ်လျှောက်လူချင်းချင်းကူးစက်နိုင်စွမ်းရှိတဲ့တခုတည်းသော Andes hantavirus မျိုးစိတ်ဖြစ်ကြောင်းကိုတရားဝင်အတည်ပြုနိုင်ခဲ့တာပါ။ဆိုပါသင်္ဘောဟာကူးစက်ရောဂါပြင်းထန်စွာခံစားနေခဲ့ရပြီးလက်ရှိမှာယူရိုပတလွှားကဆေးရုံတွေကိုလူနာတွေပို့ဆောင်နေရပါတယ်။အတည်ပြုလူနာ10ဦးရှိနေပြီဖြစ်ပြီးသင်္ဘောပေါ်မှာခီးတဲ့နဲ့အမှုတန်း149ဦးပိတ်မိနေစေဖြစ်တယ်လို့သိရတယ်။စပိန်အစိုးရကနေကနေရီကျွန်းမှာသင်္ဘောဆိုက်ကပ်ဖို့ခွင့်ပြုခဲ့ပေမဲ့ဒေသခံအာဏာပိုင်တွေကတော့ဒါကိုလက်မခံဘဲငြင်းဆိုထားပါတယ်။ခြေနေကတော့တော်တော်လေးကိုစိုးရိမ်စရာကောင်းနေပါတယ်။ဒါဆိုတော့သူတို့အတွက်ပေါ့အခုလိုဖြစ်ပွားနေတဲ့ hantavirus သတင်းကြောင့်လူတော်တော်များများစိုးရိမ်နေကြတာတွေ့ရတယ်။ဒါပေမဲ့သတင်းကောင်းတစ်ခုကတော့လက်ရှိအချိန်မှာဒီ virus ကကျွန်တော်တို့မြန်မာနိုင်ငံအပါအဝင်အာရှဒေသတွေမှာအစုလိုက်ပြုံလိုက်ကူးစက်မှုမျိုးမရှိသေးသလိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ထုတ်ပြန်ချက်အရအများပြည်သူတွေအတွက်လည်းစိုးရိမ်ရတဲ့အဆင့်မှာမရှိသေးပါဘူး။ဒါပေမဲ့မတော်တဆဆိုတာရှိနိုင်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ပေါ်စားလို့တော့မရပါဘူး။ဒီ virus ကအဓိကအားဖြင့်ကြွက်တရဲ့စီမစင်နဲ့တရွေးတို့ကနေတစ်ဆင့်ကူးစက်တတ်တာပါ။အဲဒါကြောင့်အခုကတည်းကကြိုတင်ကာကွယ်နိုင်ဖို့အတွက်တကိုယ်ရင်တန်ရှင်းနဲ့ပတ်ဝန်းကျင်တန်ရှင်းကအဓိကကျတယ်။ပြီးရင်ကိုယ်တို့သိအောင်သူ့ရဲ့လက္ခဏာလေးတွေပါကျွန်တော်ပြောပြမယ်။သူ့လက္ခဏာမှာနှစ်ခုရှိတယ်။ early symptom နဲ့ late symptom ဆိုပြီးရှိတယ်။ early symptom ဖြစ်တဲ့ယောဂဆက်စချင်းလက္ခဏာတွေကကြတော့ချက်ချင်းမပြပါဘူး။သူကဘယ်လောက်ကနေပြလဲဆိုတော့တစ်ပတ်ကနေ10ပတ်အတွင်းမှာစပြတတ်ပါတယ်။အစောပိုင်းလက္ခဏာတွေကတာမန်တုပ်ကွေးနဲ့အရန်တူပါတယ်။ဘာဖြစ်လဲဆိုတော့ဖျားတယ်၊ချမ်းတယ်၊ကြွက်သားတွေကိုက်တယ်၊ခေါင်းတွေကိုက်တယ်၊မူးတယ်၊ဗိုက်တွေနာတယ်၊အန်တယ်ပြီးရင်ဝမ်းတွေလျှောတယ်။နောက်ပြီးတော့ late symptom ဆိုတဲ့ပြင်းထန်တဲ့အဆင့်ရောက်သွားပြီဆိုရင်4ရက်ကနေ10ရက်အတွင်းမှာနောက်ဆက်တွဲလက္ခဏာတွေပြလာတတ်ပါတယ်။အဲ့ဒါတွေကဘယ်လိုလဲဆိုတော့ချောင်းတွေလွန်ဆိုးတယ်ပြီးရင်အသက်ရှူရတာတွေခက်ခဲလာပါတယ်။အဲ့အချိန်ကကြတော့အဆုတ်ထဲမှာအရည်တွေပြည့်လာတဲ့အတွက်ကြောင့်ဖြစ်တယ်။ဆိုတော့ကဲလို့ကိုယ့်လူကကြွက်တွေရှိတဲ့နေရာကိုတောက်ခဲ့ဘူးလေဒါမှမဟုတ်ကြွက်စီးတွေကိုထိတွေ့ကင်တွယ်မိပြီးနောက်မှာအခုလိုလက္ခဏာတွေခံစားရတယ်ဆိုရင်မိဆက်ရာဆေးရုံဆေးကံကိုချက်ချင်းသွားရောက်ပြီးပြသဖို့တိုက်တွန်းလိုတယ်ဆိုတော့ဖိဆောက်ရမ်းရဲစိတ်မပူပါနဲ့ဟုတ်ပါ